မင်္ဂလာပါညီကိုတွေနော်ဒီနေ့ပေါ့တုံးသက်ပြောပြမယ်ပွဲကြောင်းလေးရတော့ကျွန်တော်ဒီအခုလက်လောမှာအရင်ပဲပြည်သက်ကြရေပန်းစားနေပြီးဟောဖြစ်နေတဲ့စေဝသားတွေကောင်းတဲ့သတင်းတစ်ပုဒ်ဖြစ်တဲ့ကျွန်တော်ဒီ Skynet ကနေကျင်းပပြီးတဲ့ဒီ leap ကြောင်းပေါ့ Cyber Technology leap ပေါ့နော် Skynet ကကျင်းပပြီးတဲ့ Cyber Technology leap ကြောင်းလေးကိုကျွန်တော်နည်းနည်းလေးပြောချင်တယ်ပေါ့နည်းနည်းလေးပြောချင်တယ်အခုပြိုင်ပွဲမှာဆိုရင်တကယ်တမ်းကျွန်တော်တကယ်အခုဒါဒီပြိုင်ပွဲမလာခင်ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်16ရက်နေ့ကကျင်းပသွားပြီးတော့ကျွန်တော်9ရက်တိုင်း21ရက်နေ့ထိကျင်းပသွားတဲ့ကျွန်တော် Manulife မန္တလေး Manulife ပွဲကြီးမှာတကယ်ကိုမြန်မြန်ဆန်ဆန်ပဲပြည်သူတွေကလည်းအပြည့်လာရောက်အားပေးတယ်နိုင်ပေါ်မှာလည်းအပြည့်ပဲအားပေးရလို့ပေါ့နော်ပြီးရင်ကျွန်တော်မန္တလေးဒါဘီပွဲစဉ်ဆိုတဲ့အတိုင်းပဲကျွန်တော်ခေတ်ကျောင်းသားနဲ့ဆယ်ရဖို့တင်လို့ final မှာလူကြီးရတကယ်ကိုကြည့်ကောင်းတယ်ဗျတကယ်ကိုသိရမလားအခုဒီမှာဒီပွဲပြီးတော့ရန်ကုန်မှာလိပြိုင်ပွဲလာမယ်ပေါ့အရင်ကဝမ်းသာတယ်ပေါ့လိပြိုင်ပွဲလိဆိုပြီးတော့စီဘက်တက်ကတော့လိဆိုပြီးတော့ဒါဖြစ်မြောက်လာတော့ကျွန်တော်တို့လိုချင်ခဲ့တဲ့အိမ်မက်တစ်ခုဖြစ်လာတော့မယ်ပေါ့ဖြစ်လာတော့မယ်ဆိုတော့ကျွန်တော်ပျော်တယ်ဗျာပျော်တယ်တော့ဒါပေမဲ့နောက်ပိုင်းမှာကြားတာဘလို့ဖြစ်လဲဆိုတော့ကျွန်တော်ဒီမှာဝင်ရောက်ရှင်ပြိုင်တဲ့အသင်းတွေထဲမှာကျွန်တော်တို့ပဲကြီးတိတ်သုံးအောင်အသင်းမပါဘူးကျွန်တော်တို့ဆယ်တဲ့ဘုတ်အသင်းမပါဘူးကျွန်တော်ခေတ်ကျောင်းသားအသင်းတော့မပါဘူးပေါ့နော်တကယ်ကိုဒါဝမ်းတဲ့စရာကောင်းတယ်ပြီးရင်တကယ်ဟိုပေါ့နှမျိုးစရာကောင်းတယ်ဗျာသိရမလားကျွန်တော်အဲဒီမှာမပါဝင်ရတဲ့အကြောင်းရင်းတွေကလည်းကျွန်တော်အများကြီးဗျသူတို့ Skynet ကနေပြီးတော့ဒါကြီးမှုကြီးပါတဲ့ဒါကလပ်အသင်းများဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့လမ်းစဉ်အောက်မှာကျွန်တော်ကျင်းပမယ်14ရက်နေ့မှာကျင်းပတဲ့အမတ်ဆက်2026ကျွန်တော်ဒါ Cyber Technology League ပေါ့မှာပြိုင်ပွဲပုံစံလေးပေါ့နော်ပြိုင်ပွဲပုံစံလေးဒါကျွန်တော်ပြောပြပေးမယ်ပေါ့နော်ကျွန်တော်စူကြီးပေးတာတော့တကယ်ကောင်းပါတယ်ပထမဆုံး300ဒုတိယဆုံး380တတိယဆုံး340ဆွဲပြားတယ်ဆွဲပြားပဲပေးရပေါ့ဒါတော့ထားပါတော့ပွဲစဉ်တိုင်းမှာတော့နိုင်ရရှိတဲ့တင်အောင်3ခွဲတဲ့ရှုံးတဲ့တင်အောင်9000ပေးရတကယ်ကောင်းပါတယ်နောက်တစ်ချက်ကရှိသေးတယ်ဗျကြားသိရတာတော့ကျွန်တော်တို့ဒီပွဲကိုလာဆော့မယ်ဆိုရင်10သိန်းပေါ့10သိန်းဒါအတင်းထောက်ပံ့ခြင်းအနေနဲ့10သိန်းပေးတယ်ပေါ့နော်အဲ့10သိန်းပေးတဲ့ပုံမှာကျွန်တော်တစ်ချက်ပေါ့နော်တစ်ချက်ဘယ်လိုပြောရမလဲမန္တလေးတို့နေရနေလာဆော့တဲ့မန္တလေးတို့နေရနေလာဆော့တဲ့အသင်းအနေနဲ့ဥမာထားပါတော့အခုဒီ10တဲ့ဘုတ်အသင်းအနေနဲ့ဒါနမူနာပြောလိုက်မယ်ဗျာဘယ်လိုပြောရမလဲကျွန်တော်မန္တလေးကိုကျွန်တော်ပွဲဆော့မယ်ဆိုရင် तू ကပြီးရင် तू ကရက်ရှည်ဗျရက်ကရှည်တယ်ဗျ तू ကပွဲစတင်ချိန်ကကျွန်တော်တို့ဒါပွဲစားမဲ့ရက်နဲ့ပွဲဆုံးမဲ့ရက်ကတော်လေး14ရက်နေ့ကနေကျင်းပပြီးတော့ထားပါတော့14ရက်3လပိုင်းကနေစကျင်းပြီးတော့9ရက်4လပိုင်းထိဆိုတော့ကျွန်တော်နည်းနည်းလေးတလလောက်ထိနီးပါးလောက်ထိဖြစ်သွားတယ်ဗျအဲ့အတွက်ကြောင့်မို့ကျွန်တော်အနေငယ်လေးပြဿနာတွေဖြစ်လာတယ်ဘယ်လိုလဲဆိုတော့နေဝေးတင်းနေနေနဲ့ဗျာကျွန်တော်တို့ရန်ကုန်သွားပြန်လုပ်မယ်ဆိုရင်ခုခေတ်စရိတ်အရာတယောက်ကိုအနည်းဆုံး3သိန်းလောက်တော့ကုန်တယ်တယောက်ကို3သိန်းလောက်တော့ကုန်တယ်အနည်းဆုံးအဲ့မှာကျွန်တော်တို့ player ကထားတော့အကြီးတန်းဒါကျွန်တော်ဝင်ဘယ်ကစားသမားဝင်ရမယ်ဆိုတော့ကျွန်တော်ပြောသေးဘူးเนาะအကြီးတန်း4ယောက်တွဲမှာကျွန်တော်4ယောက်ပါမယ်အရင်ကစားသမား2ယောက်ပါမယ်အဲ့လို6ယောက်ကျွန်တော်နီးပြအုပ်ချုပ်သူ2ယောက်ပါမယ်8ယောက်အဲ့ဒီ8ယောက်သွားမယ်ဆိုရင်ကျွန်တော်8သိန်းကုန်ပြီเนาะဒါရန်ကုန်မှာစားစရိတ်မပါသေးဘူးနေစရိတ်ကတော့ထောင်းကျွန်တော်တို့နေစရာပေးမယ်စားစရိတ်ကအမှမပါသေးဘူးเนาะ8သိန်းကုန်သွားပထမတပွဲပဲเนาะတပွဲပဲနောက်ပွဲဆော့မယ်ဆိုရင်နောက်ထပ်ပွဲတွေဆော့မယ်ဆိုရင်တော့မလုံလောက်တော့ဘူးဗျအဲ့လိုအခက်အခဲတွေရှိတယ်ဗျအဲ့လိုအခက်အခဲတွေပေါ့အကယ်ကျွန်တော်ဘယ်လိုပြောမလဲဒီပွဲလုပ်မယ်ဆိုရင်ကျွန်တော်တို့ဖြစ်တဲ့နာပေါ့เนาะကျွန်တော်နာမည်ကြီး player တွေနာမည်ကြီးကစားသမားတွေနာမည်ကြီး club တွေပါဝင်သိခြင်းနဲ့ဆိုရင်တော့ဒီ club တွေအကုန်လုံးဖိတ်ခေါ်လိုက်ကျွန်တော်စီဝေးလုပ်ပြီးသွားရင်ကျွန်တော်တို့တော့ဒီလို league လေးတော့သွားမယ်ပေါ့เนาะကျွန်တော်ဒီ league လေးတော့သွားမယ်ကျွန်တော်တွေဘယ်လိုလုပ်ရင်အဆင်ပြေနိုင်တော့ရန်ကုန်မှာထားပါတော့ကျွန်တော်တစ်လမှာတစ်လဆော့မယ်ဗျာ9ရက်တစ်ပတ်တစ်လဆော့မယ်4ပတ်ဆော့ရမယ်ထားပါတော့နှစ်ပတ်ကိုရန်ကုန်မှာဆော့မယ်ကျန်တဲ့နှစ်ပတ်ကိုမန္တလေးမှာဆော့မယ်အဲ့လိုမျိုးဆိုရင်တော့အဆင်ပြေနိုင်တယ်သိရမလားအဲ့ကြတော့ညီတူညလိုပဲအဲ့ကြတော့ရန်ကုန်တင်းတွေကလည်းကုန်ကြစရိတ်ဟိုပါပေါ့အဆင်ပြေတယ်လို့မန္တလေးတင်းတွေကလည်းကုန်ကြစရိတ်ကလူလောက်ဖြစ်သွားမယ်ဒါတသိန်းနဲ့တွက်ထားကြတယ်နော်ခုနတော့ဆို2သိန်းသာတွက်မယ်ဆိုရင်တော်တော်လေးကုန်သွား
မလောက်ငားတဲ့အခြေအနေဖြစ်သွားတယ်ပေါ့နော်ဒါဒီချက်လဲပါဝင်တယ်ပေါ့နော်ဒီနမကြီးအတင်းနေတယ်မပါဝင်လာခြင်းမရှိတာနောက်တစ်ချက်ကသူဒီစီကန်ထဲမှာပါတယ်ကျွန်တော်ကလပ်အတင်းတည်းတဲ့မျိုးသား3ယောက်အတွင်း4ယောက်အတွင်းကစားသမား2မျိုးလုံးတစ်ပါးလေးပါဝင်ရှင်ပြန်ရမည်ကစားလေး2မျိုးလုံးအတွက်ကစားသမား8ဦးနီးပြ1ဦးဆိုအဲ့မှာ9ဦးအုပ်ချုပ်သူ1ဦး10ဦးပါဝင်ရှင်ပြန်ရမယ်မျိုးသမီး3ယောက်အတွင်းမှာမျိုးသမီး9ကစားသမား9ဦးနီးပြ1ဦးအုပ်ချုပ်သူ1ဦး9ဦးပါဝင်ရမယ်ရကူ event ကြားမှပြန်ပွဲတွေကွင်းတွင်းရှင်ပြန်ကစား၌လေရွေးစဉ်အဆင့်သို့မဟုတ်ဝန်ကြီးဌာနအဆင့်ရှိကစားသမား1ဦးအသက်25နှစ်အောက်မျိုးဆက်1 2ဦးဖြင့်ပါဝင်ရှင်ပြန်ရမည်ကွာရ event ပြန်ပွဲတွေလေရွေးစဉ်သို့မဟုတ်ဝန်ကြီးဌာန2ဦးပါဝင်နိုင်ပြီးတော့ကျွန်တော်တို့သက်25နှစ်အောက်မျိုးဆက်1 2ဦးပါဝင်ရမယ်ဆိုတော့ကျွန်တော်တို့ဟုတ်ကွာတဲ့လေမှတ်ထားတွေ့တယ်ဗောနော်လေ3အောင်အသင်းအနေနဲ့ဒါမျိုးဆက်1လူငယ်ကစားသမားတွေမရှိဘူးဆိုတာတဲ့ဗောဗျာဟိုဘယ်လိုပြောရမလို့ကျွန်တော်မန္တလေးမှာမြင်တာပဲပြောမယ်ဗျာမန္တလေးမှာဆိုခေချောင်းသား10တဲဖို့ခေချောင်းသားဆိုရင်ဒါမျိုးသက်တဲ့လူငယ်တွေရှိတယ်ဘာလို့ဆိုသူတို့ကကလပ်သင်းစစ်မှန်တယ်ကလပ်သင်းစစ်မှန်တဲ့တော်မလို့ဒါမျိုးသက်တဲ့လူငယ်တွေရှိရယ်ကွာတဲ့လေ3အောင်အသင်းအနေနဲ့မရှိဘူးမဟုတ်ဖြစ်အောင်လုပ်လို့ရတယ်ခေါ်လို့ရတယ်ဗျာဒါပေမဲ့အချို့အခက်အခဲလေးတွေရှိရကြမလို့ဒါသူတို့အနေနဲ့ဒီပြိုင်ပွဲမှာဝင်ပြိုင်ခဲ့ခြင်းမရှိဘူးပေါ့နော်ဆိုလို့ဆိုရင်လည်းဒါပါဝင်ရှင်ပြိုင်ခြင်းမရှိဘူးပေါ့နော်ဒါပြီးခဲ့တဲ့ရန်ကုန်မန်ယူလိုက်ပွဲမှာပွဲဆိုရင်တော့မှကျွန်တော်တို့ဒါချလုံးပို့တို့ပလေယာတွေသွားဆော့ကြရတယ်ပေါ့နော်ဒီတစ်ခေါက်ပွဲမှာတော့ဒါဆော့ကစားခြင်းမရှိဘူးလို့လည်းကြားသိရတယ်ပေါ့နော်ဒါကျွန်တော်တို့ဒါပဲဘလိုပလေယာတွေနဲ့ဘလိုမျိုးဘလိုပလေယာတွေပွဲထက်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်အားပေးကြပါပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒီစီကန်းချက်လေးလည်းကျွန်တော်တို့ပွဲစမှသာလျင်ဒါသိရတယ်ပေါ့နော်ဒီပွဲစမှသာလျင်ဒီစီကန်းတွေရှိတယ်မင်းတို့ဝင်ပြိုင်ရအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့တူတူပေါ့အတူတူသွားမယ်ကျွန်တော်တို့ဖေးတစ်ခုအတူတူသွားတော့မယ်ဆိုရင်ကျွန်တော်တို့ငါတို့တော့ဒီလန်ခီကိုသွားမယ်ဒီကဏ္ဍမှာမင်းကတော့တောင်းဒီကဒါလေးကိုတောင်းဝင်ယူမင်းကဒီဟာကိုတောင်းဝင်ယူအဲ့လိုမျိုးလေးပေါ့ညှိနှိုင်းနဲ့တပေါင်းတပီးနဲ့စုစီလေးသွားမယ်ဆိုရင်တော့ဒါကျွန်တော်လိုချင်တဲ့ lead ဆိုတဲ့ပုံစံမျိုးတော့ဖြစ်လာမယ်လို့ယုံကြည်ရဗျခုကတော့တကယ်ကိုနှမျောစရာကောင်းတာအသင်းကြီးပါဝင်လာခြင်းမရှိဘူးအများသောအားဖြင့်ဒါရန်ကုန်အသင်းတွေအများသောပါဝင်လာတယ်ရန်ကုန်ပွဲလို့ပဲပြောရမလားဗောနော်ဒါမန္တလေးအသင်းအနေနဲ့စမ်းညွတ်ကလပ်အသင်းပါလာမယ်ကျွန်တော် USL တောင်ကိုပကိုးအသင်းပါလာမယ် USL ဆိုတာကျွန်တော်ပြီးခဲ့တဲ့မန်ယူလိုက်ပါလေလာဆော့တယ်ဗောနော်မွန်ပြည်နယ်အသင်းပါလာမယ် UCAT ပါမယ်ကျွန်တော် AR အသင်းပါမယ် Dream Medal ပါမယ် CK ကလပ်ပါမယ်ဘရင်တော်ကလပ်ပါမယ်ရွှေကျွန်းသားကလပ်ပါမယ် YRG ကလပ်ပါမယ်ဗောနော်ဒါကတော့ဒါဝင်ပြိုင်မဲ့အသင်းတွေဗောနော်ကျွန်တော်ပြောဗျာအခုတလားတိတိကြမဲ့ပွဲလို့ဟာမျိုးမပြောနဲ့ဗျာအခု900ထက်ကြာတဲ့ပွဲတောင်မှကျွန်တော်ရန်ကုန်အသင်းတွေတချို့အသင်းတွေစေးမခတ်ဘူးဗျာမန္တလေးကိုအဲ့တော့မန္တလေးအသင်းတွေကလည်းအဲ့လိုစိတ်တော့တချို့ဟာဒီမှာရှိကောင်းရှိမယ်ဗောဗျာငါတို့ထားပါတော့ရန်ကုန်ကိုစိတ်ခတ်ဖို့အတွက်ကတော့ဒီလိုမျိုးဒါဘတ်ဂျက်မလုံလောက်တာတွေလည်းဖြစ်သွားတယ်ဗောနော်နောက်တစ်ချက်ကကျွန်တော်တို့ပွဲတိုက်တယ်မော်လမြိုင်ပွဲနဲ့တိုက်တာလည်းရှိတယ်မော်လမြိုင်ပွဲနဲ့တိုက်တာကကျတော့ဘယ်လိုပြောရမလဲမော်လမြိုင်ပွဲရကြတော့6ရက်လောက်9ရက်လောက်ပဲကြာတယ်ဗျာနော်ပြီးရင်နောက်တစ်ချက်ကကျွန်တော်တေဝေးဆိုလို့ရတယ် open ဖွင့်ထားမယ်တေဝေးဆိုလို့ရတယ်စူကြီးကလည်းမနေဘူးစူကြီးကလည်း380ပေးထားတဲ့အတွက်ကြောင့်မနေဘူးဗျ380ပေးထားတဲ့အတွက်ပေးထားမယ်ပြီးရင်တေဝေးတွေရှိမယ်ကြီးဝေးရှိမယ်အဲ့ဒီအတွက်ကြောင့် player တွေကမော်လမြိုင်ကိုဆင်းဖို့တော်တော်များတယ်ဗျနာမည်ကြီး player တွေကတော့ကျွန်တော်သိသလောက်တော့ဒါမော်လမြိုင်ကိုဆင်းဖို့တော်တော်များတယ်ဒါတို့ဒီလေ3အောင်လို့ပါဆယ်တဲ့ဘူလည်းမော်လမြိုင်ဆင်းကြမယ်ဗောနော်ဒီပြီးရင်ကျွန်တော်တို့ဒီခေချောင်းသားကိုလည်းမော်လမြိုင်ဆင်းကြမယ်ထင်တယ်ဗျကျွန်တော်ထင်တော့နော်ဘာလို့ဆိုတော့ပွဲကလည်းတူတယ်ဒါပေမဲ့အချိန်ပေးရတာချင်းတော့ဒါမော်လမြိုင်ပွဲကရက်နေတယ်ဗောနော်ကြီးကတော့သိမကွာဘူးဒါပေမဲ့တဲပွဲဆက်ပွဲကြီးပွဲတွေရောပါမယ်ဘာကြမ်းတာမကြည့်နဲ့ခုအောင်မန်းပွဲလို့ဟာမျိုးဆိုရင်တဲပွဲဆက်ပွဲကြီးပွဲတွေနဲ့တောက်လျှောက်စော့ကစားနေတဲ့အတွက်ကြောင့်မလို့ဒါ player တွေအတွက်လည်းအဆင်ပြေဗောနေရထိုင်ရတာဗောနော်အဲ့လိုမျိုးပေါ့အကယ်ဒီတခုပုံသေးတကယ်အမှန်ကန်ပေါ့နော်ဘယ်လိုပြောရမလို့ဒီလမ်းကြောင်းပေါ်မှာကျွန်တော်တို့ဒီပိုက်ရုပ်ရှင်ကိုတိုးတက်ဖို့ရအတွက်ကတော့တကယ်ကောင်းပါတယ်လေးတစ်ခုဖြစ်လာဒါပေမဲ့ပုံမတေးကြတက်ရက်တဲ့လေးတစ်ခုဖြစ်ဖို့ဆိုတာဆိုရင်တော့ကျွန်တော်တို့ဒါအခုလက်ရှိရက်တည်နေတဲ့ကလပ်ကြီးတွေနာမည်ကြီးကလပ်အသင်းကြီးတွေဟိုနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ဒါအတူတူကရှင်တွဲသွားမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမယ်လို့တော့ကျွန်တော်တို့ယူဆတယ်ဗျဒါကျွန်တော်ရဲ့အမြင်လေးကိုဒါဒီကူမျှဝေတာပဲဖြစ်ပါတယ်ကျွန်တော်တို့
ဒီထဲမှာစကားအမှားတွေများပါသွားရင်လည်းအားလုံးနားလည်ခွင့်လွှတ်ပေးကြပါလို့ကျွန်တော်ဒီကပဲတောင်းပန်ပါတယ်เนาะကျွန်တော်ကတော့ဒါကောင်းစေခြင်းနဲ့အရာနဲ့ပြောပြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒါဘလူတွေဒါလှုပ်ဆောင်ပေးတဲ့အကူတွေဒီလိုပံပွဲကြီးဖြစ်မြောက်အောင်ဆွဆောင်ပေးကြတဲ့ဆရာသမားတွေအကူတွေကိုလည်းတကယ်ကိုလေးစားပါတယ်တကယ်ကိုဒါဂုဏ်ယူပါတယ်เนาะဒါတကယ်ကျွန်တော်တို့ပြောသလိုကျွန်တော်တို့မျှော်လင့်တဲ့လိုမျိုးအကုန်လုံးပြည့်စုံတဲ့ဒီတစ်ခုဖြစ်လာမယ်ဆိုရင်တော့ဒါအကောင်းဆုံးပဲဗျာเนาะကျွန်တော်တို့အဲ့လိုမျိုးတော့မျှော်လင့်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်เนาะကိုကျွန်တော်တို့